ဥပေသည်ညနေဆောင်အချိန်လေးတွင်အေးဆေးတည်ငြိမ်စွာဖြင့်လမ်းလျှောက်၍လာနေလေသည်ထိုအခါမိမိပစိုးကိုတစုံတဦးကဆွဲဆောင်လိုက်သည်မို့လှည့်ကြည့်မိလိုက်စဉ်လူငယ်လေးတဦးမှုဂယုမထားပဲဆက်ခါလျှောက်နေလေသည်ထိုလူငယ်လေးသည်သူ့အနောက်ကိုလိုက်မြဲလိုက်နေသည်ဒီရွာနားတဝိုက်တွင်သူမမူးသည်ကတော့တေချာသည်ဦးလေးနဲ့ကိုကျွန်တော်လိုက်နေတာအကူကြီးတောင်းကျင်လို့ပါကျွန်တော်အမေကိုတွားခေါ်ပေးရလားဗျဒေါ်စမ်းမှာကောင်းလေးရမင်းအမေကိုငါမှမသိတာငါမင်းကိုလည်းမသိငါမှလှုပ်ရှားတွေကအများကြီးမို့လို့မင်းကိုမကူညီနိုင်ဘူးဒီတော့မင်းအမေကိုမင်းကမြင်သွားရှာသူမနဲ့ထဲကရွာထဲကနှစ်ပွဲကိုထွက်သွားတာမို့ပါကျွန်တော်ညီလေးနှုတ်အရန်စာပြီးငိုနေလို့ပါဟာလူကကလေးကိုခေါ်မသွားဘူးလားဒါနဲ့နေပေါင်းအင်းအောင်ပါမလဲမင်းရောဘယ်ပါလဲငါမသိလို့မရပါဒီနားမှာပဲနေရပါကျွန်တော်ညီလေးကိုထိန်းနေရလို့လိုက်ခေါ်လို့မရလို့တွားခေါ်ပေးဖို့ဦးလေးကိုကူညီတောင်းရတာပါမင်းကလူတရားမဟုတ်မှငါသိနေတယ်ဘာလို့လဲဆိုတော့မင်းကအပုတ်နဲ့လူမျိုးညှိစုစုနဲ့ငါရနေမင်းကနောက်ကိုလိုက်လာတဲ့ကဟုတ်ပါပြီကျွန်တော်ကဘာဆိုတာဦးလေးကြည့်ရင်ကျွန်တော်ပြပေးပါမယ်။အော်မင်းကအမင်းသားတကောင်ပေါ့ဒါနဲ့မြမင်းကငါ့ကိုအကူအညီတောင်းတယ်။ငါမင်းကိုကူညီလို့မရဘူး။လို့ပါဗျာကျွန်တော်ညီလေးနှုတ်ရမ်းစာနေလို့ပါ။ဟုတ်ပါပြီအရင်ဆုံးမင်းရဲ့ထိတ်လန့်နေပုံငါမမြင်ချင်တော့ဘူး။ခုနကကောင်လေးပုံကအမြင်ပြောင်းလိုက်စမ်းပါကွာ။အိုးဝမ်းသာလိုက်တာဗျာကျွန်တော်ညီလေးတော့ပြေးလာနေပြီကြည့်လိုက်ပါဦးဘယ်တော့တောင်တနာပြကောင်းလိုက်လဲဆိုတာကိုခင်ဗျားကပြောင်းမပေးရင်ကျွန်တော်ညီလေးပိုက်စာပြီးပြေးမှာမဟုတ်ပါဗျာ။မင်းမင်းသားတရေလေငါကလူသားမမြင်နိုင်ဘူး။ငါဘယ်လိုခေါ်ပေးရမလဲဟမ်ပြောစမ်းပါဦး။လဲပါလေဗျာဦးလေးဒီကပြန်ညောင်မင်းအကြီးကြီးတပင်တွေးလိုက်မယ်အဲ့ညောင်မင်းကြီးရဲ့အောက်မှာညောင်မင်းအသေးလေးတပင်ကိုတွေးပြီးဆိုရင်အဲ့တပင်ကိုဆွဲတာနှုတ်သွားပါနော်ကျွန်တော်အမေတွေမကဘူးတရေတစ်စစ်တွေအားလုံးမှာဦးလေးမြင်ရမှာဟုတ်တွေးပြီဟိုကောင်လေးပြောဝင်ရဆိုဒီညောင်မင်းကြီးနဲ့ဖြစ်ကြမယ်ဟုတ်တယ်ဒီညောင်မင်းပေါက်ကလေးနဲ့ဖြစ်တယ်ငါဆွဲနှုတ်ယူသွားမယ်ကဲအပင်လေးငါနဲ့လိုက်ခဲ့ပြီးတော့ဟေးဒီလိုဟိုနဲ့ဥပေသည်လဲရွာထဲသို့ညောင်မင်းပေါက်ကလေးကိုဆွဲနှုတ်ကပြန်ယူလာလေသည်နှက်ကပွဲတွင်တော့တရေသဖေမှင်သာများစွာကိုတွေ့ရလေသည်အိုးမင်းသားတွေရောတရေတွေရောတော်တော်များတာပဲကောင်းလေးပြောပုံများဆိုသူ့မိကဒီမင်းသားကြီးဖြစ်အောင်မယ်မင်းကြီးအောင်မယ်ဟုတ်မဟုတ်ဟဲ့မင်းသားမကြီးဘာလဲဟာလင်ကကိုမြင်ရလာလားနေကပေါ်စရလားမဟုတ်ပါဘူးခမည်းသားခေါ်ခိုင်းလိုက်လို့ပါခမည်းသားအငယ်ကောင်လေးနှုတ်ရမ်းစားနေတယ်ခမည်းသားမပြန်ဘူးဆိုလို့ရှိရင်တော့တူတူသွားလိုက်မယ်အခုချက်ချင်းပြန်လိုက်ပါဟိုတနေ့ပုံပါဦးနေကဝူတို့မြင်နေရတဲ့ဆိုတော့နေနဲ့ကနေရန်သူပဲကဲနေပြီးတော့လုံးမရတဲ့ကောင်မကဲကွာရရည်ငါလိုဝမတာကြည့်ချင်ကျုပ်ကလည်းနေထူးလိုက်အကွက်ဒီအားလုံးချက်ကြီးချမ်းအကွက်ဒီအားလုံးရတယ်နေပြီးတော့ရောအောင်လာလက်ပြီးတစ်ချက်ပြီးနှစ်ချီလာထွက်သွားမယ်ဟဲ့ကဲကွာဟာသွားပါပြီငါခုန်တက်လိုက်တော့ငါညောင်မြင်မြစ်ကြီးပြုတ်ကျသွားပြီဟာဒီခွေးရလည်းချီသွားရတယ်လေဦးစင်ခွေးတကောင်သည်ပြုတ်ကျသွားတော့ညောင်မြင်မြစ်ကိုကိုက်ချီကအဝေးသို့ပြေးထွက်သွားလိမ့်မည်အတွက်ကြောင့်ဥပေသည်မင်းသားကြီးနှင့်တပ်ပုတ်နေရာကနေတစေများအလုံးမျက်စိရှိမှပင်ကြောက်ွယ်သွားသည်ကိုတွေ့ရလေတော့သည်ဟာဘယ်ရောက်ကုန်ပါလိမ့်တယောက်တည်းရန်ဖြစ်စကားပြောနေသည်ကိုထူးဆန်းသဖြင့်သူ့အနားကိုလူများရောက်ရှိလာကြလေသည်那没得要的爬天的在位被你多的忙ဟုတ်တယ်နေယူတော့မဟုတ်ပါဘူးနော်အော်ဒီလိုပါဗျာဟုအစချင်းရင်ဖြစ်ကြောင်းကုန်တင်ကိုပြောပြလိုက်လေသည်ဒါကြောင့်ပါဗျာကျွန်တော်သာမြင်ရတာခမရတို့ကဘယ်လိုမြင်ရမှာတော့ဗျ哦ဒီလိုဟိုအမလေးပေးဒီယာဒါမြမင်းတို့တတိယမကြောက်ဆိုနေလဲနော်မပြောပြမှာရောကွာပြောလိုက်ကြပါဗျာကျုပ်သေးတဲ့စီလို့မကြောက်ပါဘူးဗျအေးလေမင်းဒီလိုစိတ်အထက်တန်နေမှာမပြောပြရဘူးဒီလိုကွာခွေးဒီရင်စားချီထားတာအလေးကောင်စမင်းတော့မောက်ယူပြီးပသိမြက်ခွင်းစီးတယ်ဗျာအတိတ်ပြရတော့ခွေးရှိတဲ့အစာမကြီးတဲ့ဆန်စီရဲ့သူ့လိုလိုတင်းနေတဲ့ရင်ကောင်ရဲ့လူအမြတ်ထမင်းစားတဲ့အခါမှာလီဘီထွက်တဲ့ထမင်းရဲ့အဲ့ဒုမျိုးပေါင်းစေတော်ပြုလို့ပြီးတော့မင်းတစိမီနဲ့ခါကြလို့စီလို့စီမျက်စိမှာခွင်းလူလိုက်လူကြနဲ့မိမိရတယ်ကွာဒါနဲ့အနောက်လူနေတရှိသေးတယ်ဒီတိုင်းမှာခွချီယူလေမင်းရဲ့မျက်စိမှာလူရိုင်းလေအရမီရတယ်ဘယ်စမ်းကြည့်ဖို့ကွာကဲဒီတော့တငယ်ချင်းတွေလဲဒီနီးလန်းလေးတိုင်းတရေသစီကိုမြင်မှုချင်းလို့စီရင်ဒါမှမဟုတ်မြင်တွေ့ရတဲ့တတိရှိရဆိုရင်အခုနီးလေးကိုအသုံးပြုပြီးကြည့်ကြပြီတော့နော်အားလုံးကျေးဇူးတင်ပါတယ်